လောကကြီးမှာမွေးလာတဲ့ပုဂ္ဂိုလ်မသိအောင်ဒီလမ်းရှိဘူးသိပ္ပံဆရာတွေလည်းကြိုးစားနာမအောင်ဘူးနော်ဝိဇ္ဇာလမ်းလိုက်တဲ့ပုဂ္ဂိုလ်တွေလည်းကြိုးစားနာဓာတ်လုံးတွေထုတ်ပြရိတ်တော့အင်းနေချမျိုးစုံလုံးနေတာသူတို့လည်းထွက်သွားတာပဲဘာထွက်အသိထွက်တယ်ရှင်ထွက်တယ်ထွက်ရတာပဲမထွက်ပဲနေလို့မရနော်ထွက်သွားတယ်ဆိုတော့သိသွားတော့ပါပဲအမှန်အဲ့ဒါကိုလူပြလိုက်ပြီးအသိအတွက်ရှင်အတွက်တွေလုံးနေထွက်ပါပြီဆိုမှတော့အသက်ထွက်တာပေါ့အသက်ဖယ်ထွက်လို့ရမှာပေါ့သို့တော့လူတွေစိတ်ထဲမှာထင်နေတယ်တနေ့ကျတော့မို့မနာမသိဆိုတာရလိမ့်မယ်စိတ်တောင်ဖော်စားကြသေးတယ်လေမို့မနာမသိဆိုတဲ့စိတ်တကယ်ပဲမသိတာလားမရှိဘူးအဲ့ဒါတကယ်အစစ်မှမရှိဘူးအဲ့တော့မသိအောင်လုပ်လို့ဒီမရှိဘူးတဲ့နော်နာဟိတောဥပကမောအထိယေနသာတာနာမယရေသာတတိတခုနဲ့မွေးလာတဲ့ပုဂ္ဂိုလ်တယောက်မသိအောင်လုပ်နိုင်တဲ့နီလန်းနီးစနစ်ဘာမှမရှိဘူးသိပ္ပံခေတ်ကြီးဘလောက်ပဲတိုးတက်မသိအောင်လုပ်လို့မရသိပါပဲအဲ့တော့ဘာလို့သိတတ်တဲ့ခန္ဓာမရအောင်တရားကျင့်ဒါပဲရှိတယ်မြတ်စွာဘုရားကမစ္ဆုမန်အောင်နဲ့ဆိုတာသိတတ်တဲ့ခန္ဓာမရအောင်လုပ်တာပဲအဲ့တော့တရားကျင့်မှမရမှာ